TikTok အကောင့်အဟောင်းဖောက်ထားတဲ့ဖုန်းနံပါတ်ရော Gmail ရောကမရှိတော့ဘူးဒါပေမဲ့အကောင့်အဟောင်းကိုဖုန်းအသစ်ထဲပြောင်းထည့်ခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးပြောင်းထည့်လို့ရလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာတက်ဆင်ချင်းစီပြုလုပ်ပြပေးသွားမှာမို့လို့အကုန်လုံးလိုက်ပြီးတော့လှုပ်ဆောင်လို့အဆင်ပြေမယ်လို့ထင်ပါတယ်ပထမဆုံးဖုန်းအဟောင်းအကောင့်အဟောင်းနဲ့ဝင်ပြီးတော့ထိတ်နာလေးကမြေချောင်းသုံးချောင်းကိုနှိပ်မယ်ပြီးရင် settings and privacy တွေကိုတွားလိုက်ပါမယ်ဒီတယောက်ပြီးဆိုရင်အကောင့်ထဲကိုဝင်လိုက်မယ်အကောင့်နဲ့ရောက်ပြီဆိုရင် account information တွေကိုတွားလိုက်ပါမယ်ဒီမှာရောက်ပြီဆိုရင်တော့ဖုန်းနံပါတ်တွေ email တွေမြင်ရပြီပေါ့နော်ဒါပေမဲ့ account တွေကမရှိတော့ဘူးဆိုတော့ကျွန်တော်တို့ကပြောင်းရမယ်ပြောင်းဖို့အတွက်ဆိုရင်ကိုပြောင်းချင်တဲ့ email ကိုနှိပ်လိုက်မယ်ပြီးရင် change email ဆိုတာကိုနှိပ်ရပါမယ် change email ဆိုတာနှိပ်ပြီးတော့လို့ရှိရင်သူက email ထဲပို့နေရာလေးတက်ကွက်ပေါ်လာရဲပေါ့နော်အဲ့ဒီမှာဗာထည့်ရမလဲဆိုတော့ကျွန်တော်ဖုန်းအသစ်ထဲရပါတော့ဖုန်းအသစ်လေးကိုတစ်ချက်ယူလိုက်မယ်ပြီးရင်ဖုန်းအသစ်ထဲကနေပြီးတော့ကျွန်တော် Gmail တွေကိုတွားလိုက်မယ်ဒီ Gmail ကိုရောက်ပြီဆိုရင်ဖုန်းအသစ်မှာဖွင့်ထားတဲ့ Gmail ကိုတစ်ချက်ကြည့်လိုက်မယ်ဒီ Gmail ကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုရင်ကျွန်တော်ထည့်ကြည့်လိုက်ကြရအောင်ဒီနေရာမှာတခုပြောစရာရှိတာကတော့ဖုန်းအသစ်ထဲကဖောက်ထားတဲ့ Gmail ကိုဒီနားမှာထည့်ရမှာဖြစ်ပါရဲ့နော်ပြီးရင်တော့ကုတ်6လုံးတောင်းလိုက်မယ် Gmail ကိုတစ်ချက်ဝင်ကြည့်ပြီးတော့ကြားတဲ့ကုတ်6လုံးကိုဒီနေရာမှာထည့်ရမှာဖြစ်ပါတယ်ခင်ဗျာခဏလေးစောင့်ပြီးတော့ဒီလိုပုံစံပေါ်လာလို့ရှိရင်ရသွားပါပြီဒါပြီးသွားပြီဆိုရင်ဖုန်းအသစ်ကိုယူလိုက်မယ်ပြီးရင် TikTok ထဲသွားမယ်ဒီနေရာရောက်ပြီဆိုရင်တော့အပေါ်ဆုံးစာကြောင်းနှိပ်လိုက်မယ်ပြီးရင် email user name နဲ့ကိုဝင်လိုက်မယ်ဒီမှာဆိုရင်တော့ခဏကကျွန်တော်ပြောင်းလိုက်တဲ့ Gmail ပြောရမယ်ဆိုရင်ဖုန်းအသစ်ထဲက Gmail ကိုဒီမှာထည့်လိုက်မယ်ထည့်လိုက်တဲ့အခါမှာဆိုရင်တော့ကုတ်6လုံးပြန်ပြီးတော့တောင်းလိုက်မယ်ဆိုတော့ Gmail တွေကိုတစ်ချက်ဝင်ပြီးတော့သွားကြည့်မယ်ကုတ်မကြသေးဆိုရင် refresh လေးဆွဲလိုက်မယ်ကုတ်ကြပြီဆိုရင်ကြားတဲ့ကုတ်ကိုခဏနေရာမှာသွားပြီးတော့ထည့်လိုက်ပါမယ်ဒီနေရာမှာတော့နည်းနည်းလေးကြာတတ်တာမို့လို့စိတ်ရှည်ပြီးတော့စောင့်ပေးဖို့လိုအပ်ပါတယ်ကဲဒါဆိုရင်တော့ကျွန်တော်အကောင့်ပြောင်းတာအောင်မြင်သွားပါပြီဖုန်းအသစ်ထဲမှာရောဖုန်းအဟောင်းထဲမှာရော TikTok အကောင့်ကိုသုံးလို့ရသွားပြီပဲဖြစ်ပါတယ်နော်ကဲပြောင်းလို့ရမရကို comment box လေးမှာရေးခဲ့ပေးလို့ရပါတယ်ခင်ဗျာ